လီဗာပူးဘယ်ချမ်းခံစစ်နေရအတွက်အသင်းတော်ဆုံးဆိုတာတက်သေးထူလာနေပြီဖြစ်တဲ့မီလော့ကာကက်အသက်အရွယ်ရပရီးမီးယားလိမှာရုန်းကန်လာသူအန်ဒရီရောဘတ်ဆန်ရဲ့အရက်အရာကိုအတိအပဆက်ခံသွားဖို့အရေးရှင်းကောင်းနေတဲ့မီလော့ကာကက်အပေါ်ကျွန်တော်အမြင်ပိုင်းနဲ့သုံးသက်ချက်လေးလုပ်ပေးသွားကြပါတယ်အားလုံးပဲမင်္ဂလာပါအမိုင်နန်ဖူဘောမက်စ်ကနေကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့နွေရာသီ transfer window မှာမီလော့ကာကက်ကိုဘုံမောက်အသင်းထံမှပေါင်40ပေးရှိက9နှစ်သက်တမ်းစာချုပ်ဖြင့်လီဗာပူးတို့ခေါ်ယူထားနိုင်ခဲ့ပါတယ်။မီလော့ကာကက်အနေနဲ့ပရီးမီးယားလိလိုပြိုင်ဆိုင်မှုပြင်းထန်က physical အသားပေးတဲ့ဘောလုံးရဝန်းမှာတော့ဘယ်ချမ်းခန်းစင်နေအတွက်ဘုံမောက်အသင်းနဲ့တူတောက်ပပြခဲ့ပြီး2024-25ဘောလုံးရာသီရဲ့အကောင်းဆုံးဖူးဘက်စင်းနဲ့ပါဝင်နိုင်ခဲ့တာပါ။ဒီလိုအသက်22နှစ်သာရှိသေးတဲ့လူငယ်လေးကိုအသင်းရဲ့အနာဂတ်ပလန်အတွက်ရည်ရွယ်ထားကအဓိကကစားသမားရောဘတ်ဆန်နီယာအစားထိုးဖို့အတော်လေးယုံကြည်ထားခဲ့ပါတယ်။ဘုံမောက်အသင်းနဲ့တူနေရာသီးဆက်ပရီးမီးယားလိအတွေ့အကြုံရှိထားပေမဲ့လီဗာပူးလိုအသင်းကြီးထံမှာတော့အာနစ်စလော့ရဲ့ကစားကွက်တဲ့အဝင်နိုင်ဖို့အတော်ကုန်မှစ조사ရုံငန်းခဲ့ရသေးတာပါ။ရာသီအစမှာမီလော့ကာကက်အနေနဲ့ခြေစွမ်းပိုင်းမတည်မငြိမ်ဖြစ်ကတိုက်စစ်လိုက်ပါမှုအားကောင်းတဲ့ဆိုသည့်တိုင်အောင်အသင်းဘော်တွေနဲ့ရှိတ်ဆက်ကစားနိုင်မှုမရှိတာကြောင့်ဘယ်ကျဲမှာတူတဲ့ကွဲထွက်နေခဲ့ပါတယ်။ဒါပေမဲ့ဒီဖက်စစ်ပိုင်းမှာလုံအားနှုန်းကောင်းကောင်းနဲ့မခုမကပ်ပဲကစားတတ်တာမို့ပွဲထွက်ခွင့်အတော်များများရရှိခဲ့ပြီးလီဗာပူးနဲ့အတူပြိုင်ပွဲဆောင်32ပွဲထိပါဝင်ကစားထားနိုင်ခဲ့တာပါ။ငကိုကလေးကတဲလန်ချီသူတို့ဖြစ်ပြီးစွမ်းဆောင်ရည်ကောင်းတွေကိုဘုံမောက်အသင်းမှာတက်သေးပြထားပြီးဖြစ်တဲ့မီလော့ကာကက်ဟာဘောလုံးရသည့်တဝက်ကျော်မှာပဲသူ့ရဲ့ပုံမှန်ရှေ့စွမ်းတွေပြန်လည်ရရှိလာကအသင်းအတွက်အဓိကကျတဲ့အစိပ်ပိုင်းဖြစ်ပါဝင်လာနိုင်ခဲ့ပါပြီ။အခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုခံစစ်နေရာမှာတိုက်စစ်ပိုင်းထိအကောင်းဆုံးပါဝင်စီမျှော်ရင်းဂိုးကန်ချက်တွေနဲ့ဖန်တီးမှုတွေကိုလည်းမကြမကြာပြုလုပ်လာတတ်ပါတယ်။ကော်ရီကာပိုနဲ့အတူ position တွေလက်ကစားရမှာရှော့မွတ်လွတ်နေပြီး Florian Biel နဲ့လည်းတွဲလုံးတွေကိုတေးသေးသက်သက်ထုတ်လာနိုင်ကတိုက်စစ်ပိုင်းမှာနေရာလွတ်တွေရရှိစေဖို့ over လုပ်တွေမှန်မှန်ကန်ကန်လုပ်နိုင်ပါသေးတယ်။ကာကက်ဟာဆိုရင်လက်ဘက်ကစားသမားတယောက်အနေနဲ့အတိုးစိတ်တွေအင်မတန်ကောင်းမှုပြီးပြိုင်ဘက်ကိုအသာရဖြတ်ကျော်ကဘယ်ကျမှဖြတ်တင်ဘောတွေကလည်းအတော်လေးအနေအများတဲ့အခြေအနေပါခန်းစစ်ပိုင်းမှာကတော့ပြောကြမရှိတော့အောင်ပြေဆုံးလုံးကအတက်စင်းနေမှန်ကန်တာကြောင့်တစ်ဖက်သင်းရဲ့ transition တွေကိုလင်းလင်းမြန်မြန်ပဲကာပါလုပ်နိုင်ပြီးဗန်ဒိုက်နဲ့တွဲကစားဖို့အတွက်အသင်းတော်ဆုံးအနေအထားမှာရှိနေပါတယ်အရက်9ပေ17လောက်သာရှိပေမဲ့တော်ယုံဝင်ကာတွေနဲ့လေထဲဘောလုံးရှင်လို့ရမှာအသာစီးရယူနိုင်က ground jewel တွေမှာဆိုရင်တိကျတက်ရတဲ့ချောထိုးဖြတ်ထုတ်မှုတွေအပြင်အကောင်သေးသေးနဲ့ပြိုင်ဘက်ကိုအတင်းလူကဖိအားပေးတဲ့ဟန်ကလည်းအားရစရာအခြေအနေတစ်ရပ်ဖြစ်ပါတယ်အခုနောက်ဆုံး Brighton နဲ့ကန်ခဲ့တဲ့ပွဲဟာဒီယာဒီကာကက်ရဲ့အကောင်းဆုံးပွဲလို့တောင်ဆိုနိုင်ပြီးခန်းစစ်တိုက်စစ်နဲ့ရှန်ခရီတင်ပိုင်းစတဲ့သူလုံးပြနိုင်တဲ့အရာမှန်သမျှဒီပွဲမှာမြင်တွေ့ခဲ့ရတာပါဒါကြောင့်ပဲမီလော့ကာကက်ရဲ့လက်ရှိခြေစွမ်းဟာလီဗာပူးအသင်းအတွက်ဘယ်ချမ်းခန်းစစ်နေရာအစားထိုးခေါ်ယူမှုအနေနဲ့အသင်းတော်ဆုံးနဲ့အကောင်းဆုံးဆိုတာပရိသတ်တွေကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်ညီကိုတို့ရောမီလော့ကာကက်ရဲ့တိုးတက်လာတဲ့ယနေ့ရှေ့စွမ်းအပေါ်ဘယ်လိုထင်မြင်မိပါသလဲနောက်လာမယ့်ပွဲစဉ်တွေအတွက်ပါဘယ်လောက်ထိမျှော်လင့်ထားကြသလဲဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အသစ်တွေအတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and follow လေးလုပ်သွားပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးထူးတင်ပါတယ်